ဆိုတော့ကျွန်တော်အခုရောက်နေရတော့ Superline Prime Villa New Content Creator ဖြစ်ပါတယ်ခင်ဗျာဒီ Superline Prime Villa မှာဆိုရင်ရောင်းစရာ housing အမျိုးအစားမျိုးပဲရှိပါတယ်အခုကျွန်တော်ပြသပေးမယ်နေရာတော့143 square meter ရှိတဲ့ housing villa လေးပဲဖြစ်ပါတယ်ခင်ဗျာအောက်ထပ်မှာဆိုရင်ဒီလို air gun ကြတကယ်ပါမယ်လူ6ယောက်ကနေ8ယောက်စားလို့ရတယ်ထမင်းစားကန်းကြကြလေးပါမယ်မြို့ကြောင်မှာရှီကက်တက်တာကြီးကြီးထားလို့ရမယ် space အလုံးလောက်ပါမယ်ဒီကောင်တာတွေ cabinet တွေအပြည့်အစုံနဲ့ quality မြင့်မြင့် design လန်းလန်းတွေပါရှိမယ်အဲ့ရှင်မတွေအကြိုက်မိသားစုနဲ့နေထိုင်မဲ့သူများအတွက်ဒီလိုမီးကိုကြောင်ကြကြဝုန်းဝုန်း kitchen လေးပါရှိတယ်ကားပါကင်2စီးစတဲ့နေရာမှာဒီဝင်တဲ့အပေါက်မှာအစပြီးတော့ smart system တွေတိတ်ပန်နေကြည့်ပဲအကုန်သုံးတာလားအကုန်လုံး voice control တွေ smart system တွေတိတ်ပန်နေနေကြည့်ပဲအရန်မိုက်ဒီအောက်ထပ်မှာဆိုရင်လည်း senior သမားတွေတက်ကြီးရွယ်အိုမိဘတွေအတွက်အခန်းတစ်ခန်းပါရှိမယ်ကြကြဝုန်းဝုန်းလည်းဖြစ်တယ်တေရခွင့်မှာဆိုရင်ဒီလို store room လေးတစ်ခုပါရှိမယ်မိတ်ဆွေတို့ဘာတွေသိမ်းမလဲသိမ်းလို့ရပါဒီသုံးထားတဲ့ material တွေလေကားမှာကြည့်အကုန်လုံးက quality လည်းမြင့်တယ် design လည်းအရန်မိုက်သူအပေါ်တော့တက်ကြည့်အောင်အပေါ်တက်မှာလည်းဒီလို air gun ကျယ်ကြီးတစ်ခုပါတယ်နောက်မှလည်းသုံးထားတဲ့ဟာရစာ share ပဲဒီအိမ်ရဲ့အားသာချက်ကအပေါ်တက်မှာ master pro 3ခန်းထည့်လိုက်ရတယ်တကယ်လို့မထည့်ချင်ဘူးမိသားစုနဲ့နှခမ်းနဲ့ဆိုလည်းသူတို့အဆင်ပြောင်းလုပ်ပေးတယ်အခုလို master pro နှခမ်းနဲ့ထည့်မယ်ဆိုဒီလိုအလုံးစပွဲနဲ့ meeting table ကြီးနဲ့အရမ်းမိုက်တယ်ဒါကတော့အပေါ်တက်က master pro တစ်ခန်းပဲဖြစ်ပါတယ်တတရရနဲ့ချစ်ချစ်လေးလေးတစ်ခြားဖွဲ့စည်းစားပါရခင်ဗျာအလင်းရောင်လဲလုံးလုံးလောက်ရှိရပေါ့နော်โอเคကျွန်တော်တို့ဒီရဲ့ special master pro ခန်းကိုသွားကြရအောင်โอเคကျွန်တော်အခုပြတာကတော့ဒီရဲ့အကျယ်ဆုံးအကြီးဆုံးဖြစ်တဲ့ special master pro ဖြစ်ပါခင်ဗျာဆိုရင် master pro ကကြကြဝုန်းကိုပြင်သွားမယ်ပြင်ပါဆိုလဲ veranda တွေပါရှိပါမယ်ခင်ဗျာဒီ veranda ကြီးပေါ်မှာသစ်ပင်ပန်းပန်းတွေကြိုက်တဲ့လူတွေအတွက်အခုလိုသစ်ပင်ပန်းပန်းလေးတွေအလှဆိုင်လို့ရတဲ့အတွက် space ကြကြဝုန်းဝန်းရှိတယ် special master bedroom ဖြစ်တာနဲ့အညီဒီလိုဘတ်တက်အကြီးပါမယ်လင်မယား2ယောက် AC ထိုင်ပြီးတော့ chill လို့ရမယ်ပြီးတော့ special master bedroom ဖြစ်တာနဲ့အညီအခုလိုလင်မယား2ယောက်ဝန်ထမ်းကြရင်လူနေရအောင်ဘေးစင်ရလဲ2ခုပါမယ်ပြီးတော့ရေချိုးခန်းအိမ်သာလည်းအခုလို separate ဖြစ်နေရမယ်ပေါ့နော်ခမဲစားခန်းဘေးနားမှာဆိုရင်အခုလို garden area ကိုသွားလို့ရတဲ့တကားပေါက်ရှိတယ်โอเคဒီ garden area ဆိုရင်ကြကြဝုန်းမယ်ပန်းမှန်နေ site ပြိုးကျင်တဲ့လူတွေအတွက်ဆိုလဲကြိုက်တာလေး site လို့ရတဲ့အလုံးအလောက် special ရှိရဲ့ဒီ area လေးမှာမိသားစုနဲ့ chill မလားဒီမယားနှစ်ယောက်တည်း chill မလားစိတ်ကြိုက် chill အေးစေးမိုက်မဒီ housing villa project မှာထူးဆန်းတာအိမ်တိုင်းကို solar panel တက်ဆင်ပေးရမယ်အဲ့ဒါအပြင်ကို EV charger ကိုလည်း support လုပ်ပေးတော့မှာဖြစ်တယ်အဲ့ဒါအပြင်ကို smart home system ဖြစ်တဲ့အတွက် voice control CCTV smart vision အကုန်လုံးလို့ရမှာဖြစ်ပါတယ်ခင်ဗျာ location ရဆိုရင်လည်း airport railing ရဲ့ Rockingham station ရဲ့အနီးနားမှာတည်ရှိတယ်ပြီးတော့ကျောင်းသားတွေအတွက်အဆင်ပြေအောင်လို့ကျွန်တော်တို့ Assumption University Rockingham University စတဲ့ university တွေနဲ့အနီးနားမှာတည်ရှိတယ်ပြီးတော့နာမည်ကြီးပန်းချံတွေဈေးဝယ်စင်တာတွေစေယုံကြီးတွေနဲ့လည်းအနီးနားမှာရှိတဲ့အတွက်ဒီဟာရွေးကိုရွေးတင်တဲ့ housing villa project တွေဖြစ်တယ်လူကြီးမင်းတို့မိသားစုအတွက်ကလေးကစားကွင်းရေကူးကန်ကျမ်းမာရေးအတွက်ချင်းကိုလည်းပါရှိမှာဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးထိုင်းနိုင်ငံရဲ့နာမည်ကြီး developer Superline ကတည်ဆောက်ထားတဲ့ bus သန်းဝန်းကျင်နဲ့ရရှိနိုင်တဲ့ AR project ကြီးကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကဆက်သွယ်လိုက်ပါဒါကြောင့်ကိုယ့်အတွက်ဖြစ်လာမယ့်အင်ကောင်းလှလှလေးကိုလက်မလွတ်လိုက်ရအောင်လို့ 100% စိတ်ချရတဲ့ပိုရနေတာအများဆုံးဆက်သွယ်လိုက်ပါခင်ဗျာပိုရဆိုရင်တော့လူကြီးမင်းတို့ဝယ်ယူပြီးသားဖြစ်တဲ့ condo တွေအင်ယာတွေအတွက်လည်းပြင်ဆင်ခြင်းနဲ့ဆိုရင် interior decoration မှာတစ်ခါတည်းချိတ်ဆက်ပြီးတော့လှုပ်ဆောင်ပေးပါတယ်ခင်ဗျာဟုတ်လို့အစားဆုံးကြည့်ပြီးရတဲ့အတွက်ပိုရလေးမှာအရန်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ